Hello ကျမတို့ကိတတဲ့ဘယ်နိုင်ငံကိုဖျားဖို့သွားနေကြတာလဲရှင်ထိုင်းကမကုန်ခင်ကျမဒီကောလာနဲ့ဆောက်လိုက်အောင်မယ်နော်ဟိုကအဲ့လိုမျိုး worker စရာပေါ်ဆောမရှော့ကြီးတဲ့ခါကြတော့လေစမ်းတော့ကနေပဲစိတ်ပြီးပျော်နေရတယ်ရှင်ဆော်ရတဲ့ရှိတယ်ကျမချုပ်ပြီးအဆော့ခံနေရပြီရှင်အကောင်မနင်းနဲ့ငါလောက်ကင်တော့ကေဝါငါလောက်ကင်ထိငါမခံတော့သူပဲခံလိုက်မယ်တော်တရားပေါ်ဒီကောကမအရင်တော့ကေဝါလို့တော့ဂျိုဇိုမယိုဆော့ချလာတဲ့အားရပါဒုက္ခပါပဲရှင်ကျမမစမန်းကန်အဲ့လိုမျိုး enemy ကတာမမဆိုကျမညက်ဖက်ကိုပြစ်တာအဲ့ Australia မှာလက်ကိမှာကျမ်းပြီဆိုရှင်အနားကလို့မရဘူးအဲ့တော့ Saw City ဂျိုဇိုမရဲ့ဂျိုချိုးပြရမယ်ရှင်ဘာလဲဒီပိတ်တာမရကျမဖောက်ကင်ကိုပြေးနေတာကျအားရပါရ Okay စိုက်ပြီးနင်းကနေနောက်မှတွေ့ရမယ်ခဏနေဒီပိုင်းနဲ့မှဂိမ်းဆော့ကလုံးဝပျော်စရာမကောက်ကောင်းတော့ရှင်ဘာလို့လဲဆိုတော့ကျမတို့ပတ်ချမ်းပါလိုက်သူငယ်တယ်ဟိုပတ်ချမ်းပါလိုက်တက်ကတူစင်နေဖြစ်နေရရှင်ပြီးတော့ကျမတို့ပတ်ချမ်းမှာမက်ဂျစ်တွေအရမ်းများနေတယ်အမလေးဖန်နီမိုက်လာနေပြီးကြကြပါဦးနာနဲ့ဆော်လီနာကိုဘာလို့ကြိုက်လာလဲမသိဘူးနော်မင်းနဲ့ကောင်ပိတ်ရတယ်လို့သူတို့ဘလို့သူတရားဟောပေးလိုက်လဲမသိဘူးငါတော်တဲရတဲ့အဲ့ဒါတွေတွေ့လို့ရှိလို့ရှင်ဒီလက်မကျမအရမ်းစက်နေထင်တယ်တကယ်တော့သူမကြမ်းရှင်ဟိုဘက်ဂျိုဆွဲဒီဘက်ဂျိုဆွဲအဲ့ဒါပဲသူရတယ်ဒါလည်းဘယ်နိုင်ငံကိုဆွဲသွားလဲအမလေးဒီဘက်ချမ်းကိုဆွဲလာမယ်ဆိုဟိုဘက်ကပါကိုဆွဲသွားတယ်တော့အခုရမိုင်ဂိမ်းနေဆော့ရတယ်ကိုတော်တဲ့ရုံးကလုံချပြီးဆော့နေရတယ်လို့ပဲရှင်ဟိုဘက်ချမ်းအမွေဆုံးပိတ်တာမှဆိုတော့သူပဲဒီကောင်မကိုအရင်တော့ကတ်မှရမယ် तू ကအမြဲတမ်းရှိရနေကာစီနဲ့အကောင်ကြီးကလည်းအကြီးဘလို့မှလည်းအနောက်ကိုပြစ်လို့မရဘူး तू ကရှောက်နေတာအဲ့ခွင်နေဖီယာမကိုလည်းပြစ်တာပြရလားအဲ့ခွင်နေဖီယာမြတ်တအုပ်လို့ရှင်ကျမတတ်ထွက်အောင်မယ်အဲ့ဒါကြောင့်တိတ်ပြလည်းမအုပ်ရဟောအုပ်ပြန်မင်းတို့လားကျမအောင်တော်တရားပေါ် तू အုပ်တာလွဲသွားလို့ကျမလည်းအခုမှထားနိုင်နေတဲ့ဟာကမှသေးပြီနီစဘိုးမကျမလောက်ကင်လိုက်ပြီးတော့ကုတ်နေပြီရှင်လိုက်စံနေအဲ့နားမှာရလိုက်စံအမလေးအနားမှာ तू ဖေးလာနေပြီကြီးပဲအမလေးဟဲ့ပြေးမလို့ပါဆိုမှဒီနှက်မှာချော့ကိတွေပါချလာတော့ဒုက္ခပဲတော်တရားပေါ်လွတ်သွားလို့ဒီကဘာအကြီးစားပိတ်တာမှရောနောက်ခါကျတော့ကျမဘန်းအောင်မသိလားဟဲ့အမလေးကျမဘိုးကလေဂရောမကလည်းပိတ်တယ်ခွင်နေဖီယာမလည်းတောက်တယ်ဇန်ချမ်းမလည်းချော့ကိတွေပေါ်ကချတယ်ကျမခေါင်းပေါ်အော်စပီဒီယာမလည်းအဲ့ဒီမင်းနဲ့လှမ်းဖမ်းနေဆိုကျမဘိုးကလွတ်တော့မလားဒီနေရာနေပြီးတော့ကျမတော်ကီပြီးစွမ်းတဲ့တစ်ဖွဲ့လုံးဘိုးကပြတာမေးပေးအောင်အဲ့တော့ဒီပွဲကနိုင်မှာတော့မလားရှင်အေးချိုးကြအေးဆေးလေးချိုးကြနော်ဘာမှမလှုပ်ဘူးနင်တို့ဘာမှမလှုပ်ရဲဘူးတာဝါတွေကလူတွေကအေးဆေးလေးချိုးကြဘလို့စော့မနိုင်မှာလည်းမသိဘူးတော့ဟတ်တော်အေးရှက်လိုက်တဲ့တစ်ဖွဲ့လုံးတန်ဟုတ်တန်ကွက်တယ်ပြီးကြတော့တစ်ဖွဲ့လုံးကယ်ဖရီလုံးနေရကျမမဟုတ်ဘူးပဲဆလီနာကိုကျမကိုထင်နေတာ